ကျွန်တော်ကတော့ဒါပြန်တော့မှကြီး3146ဘုံမူကြီးဘုံမူချုပ်ပေါ့တောင်းထောင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့တည်ထားတော့ကျွန်တော်လည်းဒီမှာရှိခဲ့ပါတယ်ပေါ့နော်ရှေ့ရက်ကျွန်တော်တို့3လပေါ့2026ခုနှစ်ဒီမနေ့ပိုင်း7နာရီလောက်မှာဒါလေနဲ့ဘုံလာကျဲသွားတာဖြစ်ပါတယ်ထောင်အချင်းထောင်ကိုကျဲသွားတာပေါ့နော်နေ့လယ်ပိုင်း3နာရီလောက်မှာဒါပြီးသွားတာဖြစ်ပါတယ်ကျွန်တော်ကတော့အနီးကပ်ရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒါဒီအာရခတ်တော်အနေနဲ့ကျွန်တော်ဒါလုံလုံချုံချုံထားပေးထားပါတယ်ဒါကရိုချင်းတွေပါတူပြီးတော့မှကျွန်တော်တေချာထားပေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီဖြစ်စဉ်အားလုံးတော့ကျွန်တော်မြင်လိုက်တာပေါ့နော်မြင်လိုက်တော့ကျွန်တော်နေရာနဲ့အရန်လဲနီးတဲ့အတွက်ကြောင့်မလို့ပထမဆုံးအချင်းထောင်နေတဲ့မှာဘုံနေကြတယ်ပေါ့ကြတော့ကျွန်တော်နဲ့လည်းအနီးကပ်ဆိုတော့အဆောင်တွေချက်ချင်းမီးလောင်သွားတာကိုကျွန်တော်တွေ့ရပါတယ်ဘုံချေချင်းတော့ကျွန်တော်တို့ချက်ချင်းဒါအချင်းထောင်နေမီးလောင်တာပေါ့နော်အဓိကတော့ထောင်4ရယ်ထောင်5ရယ်ထောင်6ရယ်ပေါ့နော်ကျွန်တော်တို့ဒီတပည့်တွေရဲ့အထောင်နေပေါ့နော်အဲ့မှာတော့ချက်ချင်းဘုံချေတယ်ဘုံကြတယ်ချက်ချင်းမီးလောင်တော့သူတို့လည်းဒါထွက်ပြေးလို့မျိုးနိုင်စရာလည်းမရှိတော့ပါဘူးပေါ့နော်မီးလောင်ပြီးတိတ်ဆုံးသွားတဲ့အခြေအနေဖြစ်ပါတယ်ကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင်ဒီနေရာကိုဒါဘုံမချေခင်ပေါ့နော်ဒီနဲ့ဘုံမချေခင်မတိုက်ခိုက်ခင်မှာဒါကြိုတင်ကင်းထောက်တာတွေရှိတာပေါ့ကျွန်တော်တို့လည်းဒီမှာရှိနေတော့မြင်တာပေါ့နော်လွန်ခဲ့တဲ့2ပတ်3ပတ်လောက်ကလေးကပထမဆုံးလေချောင်းကင်းထောက်မှုတွေလုပ်တယ်ပေါ့နော်ဒီပေါ်မှာဒီအချင်းထောင်ပေါ်မှာဒါလေရင်နဲ့9ခေါက်10ခေါက်တရက်ထဲမှာပြန်တယ်ပြန်ပြီးကင်းထောက်တာပေါ့နော်ကင်းထောက်ပြီးတော့မှကြည့်တယ်ဒီစာအုပ်တွေကဘယ်လိုစာအုပ်ဖြစ်မလဲပေါ့နော်ကြည့်မယ်ကြည့်ပြီးတော့မှဒီမှာဆိုရင်ကျွန်တော်တို့အချင်းထောင်မှာဆိုရင်အချင်းသားတွေကပြောရမယ်ဆိုရင်ကျွန်တော်တို့ဝစ်စုံ5-6မျိုးဝေးရတယ်သူအယောင်လိုက်ပေါ့နော်ထောင်ချက်အယောင်လိုက်ပေါ့တချို့ကအပြာရှိတယ်တချို့ကဟိုကထောင်5ဆိုရင်အပြာပေါ့နော်ထောင်6ဆိုရင်သူအယောင်တတ်မှတ်ချချက်တွေရှိပါတယ်သူထင်သာမြင်သာရှိအောင်ပေါ့နော်အချင်းသားတွေထွက်ပြေးလို့မရအောင်ပေါ့လေနော်အဲ့လိုရှိတဲ့အခါမှာကင်းထောက်တဲ့အခါမှာတော့ဒီအချင်းသားတွေကကျွန်တော်တို့မနေ့ပိုင်းဆိုလို့ရှိရင်အားလုံးကစိုက်ခင်းတွေလုပ်ကြတယ်ဒီမှာလည်းကိုစားဖို့ကိုလုပ်ကြတာဟိုတိုးတယ်မှာဆိုတော့နော်စိုက်ခင်းတွေလုပ်ကြတယ်တချို့ကကျတော့ရေခတ်တဲ့ရေတည်တဲ့ဖွဲ့တွေရှိတယ်ဒါတွေကိုကင်းထောက်မယ်ဆိုရင်တော့ဒါဝင်ထွက်သွားလာနေရတော့အကုန်မြင်ရမှာအခုမြင်ရပါတယ်ကင်းထောက်လေးကြရင်ကြည့်မယ်ဆိုတော့မြင်ရတာပေါ့နော်လူတွေတန်းစီပြီးသွားလာထွက်ဝင်နေတာအဝင်ထွက်အများများတာပေါ့နော်အလုပ်တွေလုပ်ကြတယ်လုပ်ပြီးတော့မှတတ်မှတ်ထားတဲ့အခြေအနေမှာသူတို့ပြန်ဝင်လာကြရတာပေါ့နော်အဲကြသူထောင်ဝဲစုံနေဆိုတော့ထင်းသားမြင်သားနေတာထောင်ဝဲစုံကအယောင်မတူတစ်ထောင်လုံးထောင်ကြီးအားလုံးတစ်ခုလုံးအယောင်တူဝတ်ထားတာမဟုတ်ဘူးကျွန်တော်တို့ဒီမှာလေဒါကျွန်တော်တို့လောက်တာပေါ်ပါခွင့်ရှိတာပေါ့နော်ကျန်တဲ့လူတွေကတော့သူကသူထောင်ဝဲစုံနေနေရတာပေါ့အဲ့ကြတော့ဒါတွေကမြင်သာထင်သာနေရရှိတာပေါ့နော်မြင်သာထင်သာရှိတယ်အဲ့ဒါကင်းထောက်တယ်အဲ့ဒီဘုံလာမကျဲခင်ဒါ9ရက်6ရက်နေ့မှလည်းကင်းထောက်တာရှိတာပေါ့နော်ဖြစ်သွားတာ10ရက်နေ့မှဖြစ်သွားတာဟော6ရက်နေ့လောက်မှကင်းထောက်တယ်ဒီတစ်ပတ်လောက်တွင်မှလည်းကင်းထောက်ကြတာပေါ့နော်ကင်းထောက်တဲ့အခါမှာဒါကြီးကထောင်းဆိုတာတေးကြနေတာပေါ့ခုနကျွန်တော်ပြောသလိုအဆောက်အဦကလည်းစနေတကျစနေတကျစောက်ထားတာရှိတယ်ပြီးလို့ရှိရင်ဒီဘက်ကလုံခြုံရေးတဲတွေရဲ့အနေထားလည်းရှိတာပေါ့နော်ပြီးရင်လူဝင်ထွက်နေတာတွေအများများတယ်လူတွေကလည်းတာမန်အရက်ဝတ်တွေနဲ့ယူနီဖောင်းတွေနဲ့တွားနေကြတာမှမဟုတ်တာဝင်ထွက်နေတာတွေကဒါထောင်ဝဲစုံတွေနဲ့ဝင်ထွက်နေတာပဲလေဝင်ထွက်နေတော့ဒီမှာလူဝင်ထွက်တွေများတယ်ဒါဒီကြောင့်လဲကင်းထောက်ထားတယ်ဆိုတော့မတိစရာတော့မရှိဘူးလို့ကျွန်တော်ထင်တယ်ဒါတိနဲ့ကျေးပလိုက်တဲ့သဘောပဲပေါ့နော်ရစ်ဆက်တဲ့သဘောဖြစ်သွားတော့ဒီလိုတော့ကျွန်တော်ပြောချင်ပါတယ်ဘုံကျဲနေတဲ့အချိန်ပေါ့နော်ဒီဘုံကျဲနေတဲ့အချိန်မှာလဲကျွန်တော်တို့ဒီတိုက်ခိုက်လင်းနေပေါ့တိုက်ခိုက်လေးနေကျဲတယ်17နာရီကနေ3နာရီလောက်ထိဆိုတော့ကြာချိန်ကများတာပေါ့နော်ကြာချိန်က3နာရီလောက်4နာရီလောက်ဖြစ်သွားတာပေါ့4နာရီလောက်ကြီးကိုဒါစိတ်ရှိလက်ရှိကျဲသလိုဖြစ်သွားတာပေါ့ပြီးဒီမှာတိုက်ခိုက်လေးနေတုံးတယ်ပြီးတာနဲ့ကျွန်တော်တို့ဝိုင်တွဲခေါ်တာပေါ့နော်ဝိုင်တွဲနဲ့ဘုံကျဲတယ်ဝိုင်တွဲကတော့ကျွန်တော်အဲ့နေကကျွန်တော်သတိထားမိတာ3စီးလားမသိဖြစ်သွားတာပေါ့3စီးဆိုတော့ဘုံကြီးတွေအများများတယ်ဘုံကြီးတွေအများများတယ်နောက်ပြီးတော့ကျွန်တော်တို့ကင်းထောက်လင်းနေဒါပုံမှာဖြစ်နေတဲ့အချိန်မှာလည်းဒါရှိနေမှာပဲကြည့်နေမှာပဲကြည့်နေတော့ဒါထင်သာမြင်သာတော့ရှိနေတာပေါ့လေတိနဲ့လှုပ်လို့ဖြစ်သွားတာဘုံကျဲတဲ့အချိန်မှာဖြစ်သွားတာကကျွန်တော်ကတော့လုံခြုံတာပေါ့နော်ကျင်းနေမှာဆိုတော့ထောင်သားထောင်နေချက်ချင်းမိလောင်တယ်မိလောင်တော့
ထောင်းနေတချို့ထောင်းနေထွက်ကိုမထွက်နိုင်ဘူးတကားကိုဖွင့်ဝင်မရတော့ဘာလို့ဇက်တိုက်တွေပုံနေကြတော့ကြားတဲ့အချိန်မှာတက်တော်အဖွဲတွေကဒါဟိုမြေပြင်အမှန်ပါပဲတက်တော်အဖွဲတွေရဲ့တချို့တက်တော်ကနေပြီးတော့အချင်းချနေတဲ့အဖွဲတွေရှိတယ်တပ်ဖွဲ့ဝင်တွေပေါ့နော်တပ်ဖွဲ့ဝင်တွေသူလည်းပြည့်ပြည့်နေရှိမှာပေါ့နော်ကြာနေတဲ့ဖွဲ့ဝင်တွေရှိတယ်ဒီအဖွဲ့ဝင်တွေနဲ့ဒီတက်တော်အဖွဲ့တွေဒီတကားတွေကိုဖျက်တယ်တချို့ဖျက်ပလိုက်တာဒီအရာရှိတယောက်ပေါ့နော်တက်တော်အရာရှိတယောက်ဆိုရင်ဟာမဖဲမမီတော့ဘူးပေါ့နော်မမီတော့မဖျက်မမီတော့အကုန်ဖျက်ပြီးဖျက်သမျှငါခံမယ်ဆိုပြီးသူပြောသွားတယ်အဖျက်တယ်ဖျက်ပြီးတာနဲ့မှသူရှိတဲ့လူတွေအကုန်ဆွဲထုတ်ကြတာပေါ့နော်ဆွဲထုတ်တယ်တော်သေးတယ်ဒါအစိုးရအကောင်လို့ပြောရတယ်ဟိုတော်တပ်ဖွဲ့ဝင်တွေအကုန်လုံးလည်းကျေးဇူးတင်တာပေါ့နော်အကုန်ဆွဲထုတ်လိုက်တော့မှီသွားတာပေါ့နော်တချို့1000 2000 3000လောက်တော့ပါသွားတာပေါ့ဒါပေမဲ့အဲ့အသက်တွေကိုတော့ဟာလာမကဲတင်နိုင်ဘူးဒါပေမဲ့ချမ်းတဲ့အဖွဲ့တွေကြတော့ဒီတက်တော်အဖွဲ့နဲ့ဒီမှာရှိတဲ့စစ်တီတွေနောက်ထောင်ချနေတဲ့တက်တော်အဖွဲ့ဝင်တွေကအကုန်တကားတွေဖြတ်ပြီးဆွဲထုတ်ခဲ့ကြတာပေါ့ဆွဲထုတ်တော့မှအကုန်လွတ်သွားတာပေါ့ဒါအစိုးရအကောင်းလို့ပဲပြောရမှာဒီလိုလည်းကျွန်တော်တက်တော်ကိုကျေးဇူးတင်ပါတယ်ဒီလိုမှတ်ချက်ပေးရမယ်ဆိုရင်တော့ဒါကတော့ပြောရမယ်ဆိုရင်တော့ဒါမလုံတဲ့အလုပ်တော့ကျွန်တော်ထင်တာပေါ့လေနော်မလုံတဲ့အလုပ်ပါပဲဘာလို့လဲဆိုတော့ဒါကဒီဥမာကျွန်တော်တို့နီးပညာခေတ်စားခေတ်ဒီဖြစ်နေတဲ့အတွက်ကြောင့်မို့ဒါကြည့်လိုက်ရင်သိတာပေါ့နော်ဒီကြည့်လိုက်ရင်သိတာတယ် Google ကပဲကြည့်မလားအကပဲကြည့်မလားဘယ်လိုပဲဖြစ်နေနေကြည့်မယ်ဆိုရင်တော့သူ့ရဲ့အဆောက်အဦဆောက်ထားတဲ့ပုံစံကဟိုထောင်ဆိုတာသိတာပါတယ်သိတာတော့ဒါမျိုးကတော့မလုံတင်ဘူးလို့ကျွန်တော်ထင်တယ်လုံလဲမလုံတင်တဲ့အလုပ်ရက်လို့တော့ကျွန်တော်ထင်တယ်စစ်ကူစနစ်တို့အောင်တိုက်နေသလားလို့ပြောရမယ်ဆိုရင်တော့တခါတည်းမှာတော့ရက်ဆက်တဲ့သဘောတော့ဖြစ်နေတာပေါ့နော်ရက်ဆက်တဲ့သဘောတော့ဖြစ်နေပါဒါဒီလိုဟာကတော့မဖြစ်တဲ့ဟာတွေလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်အနေနဲ့တော့ဘုံတော့ဟိုစစ်ကတော့စစ်နဲ့တူအောင်တိုက်ကြတယ်လို့ပြောကြတာပေါ့နော်သို့တော်လည်းဒီနေမီဒေတာတစ်ခုကိုကဟလာဘုံချေချင်ပုံပဲဒါမှမဟုတ်လဲတိုက်ခိုက်သိမ့်ပတ်မယ်ဆိုရင်လည်းဒီဒေတာရဲ့အနေအထားကိုတော့တို့မို့အဆောက်အဦပဲဖြစ်ဖြစ်ပေါ့နော်အဆောက်အဦတော့စခန်းရဲ့ဖွဲ့စည်းပုံပေါ့စခန်းရဲ့စခန်းချထားတဲ့ပုံစံလေးတွေပေါ့နော်ဒါလေးတွေကိုတေချာကြည့်တင်တာပေါ့တေချာကြည့်တင်ပြီးတော့မှဟိုစီစစ်ရမယ်ဘာလို့လဲကိုကဘုံချေတယ်ဆိုတာဒါလက်နဲ့တွေနဲ့လောက်ကြတာပန်းနဲ့ပေါက်တာလည်းမဟုတ်ဘူးအသက်တွေကြီးပဲရင်းရတာနော်ဟိုကိုဘုံဒီတစ်ချက်တစ်လုံးမှားသွားတာ ਨੇ ဟလာဘာပဲပြောပြည်သူထိရင်လည်းထိမယ်ဟလာတက်တော်ကတပ်ဖွဲ့ဝင်တွေလည်းထိရင်ထိသွားမယ်ဒါမှမဟုတ်ဒီလိုဟလာတက်တော်ကနေထိန်းသိမ်းထားတဲ့အကျဉ်းသားတွေကိုလည်းထိရင်ထိသွားမယ်ဒါကတော့စစ်ချင်းတိုက်နေတော့ဒါပေါ့နော်လက်နဲ့တွေနဲ့ပြစ်ကြတယ်ခတ်ကြတဲ့ခါကျတော့ဒါစစ်သားချင်းကတော့ဒါကန်တရားနဲ့လည်းဆိုင်တာပေါ့လေနော်ဖြစ်ချင်တဲ့ဖြစ်သွားမယ်ထိရင်လည်းထိမယ်ဒါကြတော့ကိုကဒီဘုံကျဲမယ်ဆိုလို့ရှိရင်လည်းတခုခုလုံးမယ်ဆိုလို့ရှိရင်လည်းတေချာစစ်ပြီးတော့မှကိုစုပ်ပြတ်ချက်မှန်နဲ့ပေါ့နော်ဟိုစစ်သားချင်းကတော့သိပြဿနာမရှိဘူးပေါ့နော်ကျန်တဲ့အရက်သားတွေထိခိုက်မှုတွေအခုပါသွားတဲ့ကိစ္စတွေဆိုရင်ကျွန်တော်အနေနဲ့မကောင်းဘူးမဖြစ်စေချင်ဘူးပေါ့နော်ဒါတွေကတေချာစစ်ဖို့လိုရတယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ကတော့ကိုယ်တိုင်သွားကြည့်ခဲ့တယ်တက်တော်ကလည်းလိုက်ပြပါတယ်ဟိုကျွန်တော်တို့လည်းကောင်းကောင်းမွန်မွန်ပါပဲအစကတည်းကကျွန်တော်ဒီမှာထားကြတယ်ကောင်းကောင်းမွန်မွန်ပဲထားတာပါဒါကျွန်တော်တို့ထောင်ထဲထည့်ထားတယ်ဆိုတာဒါစစ်တုပ်ပန်းအရာဟိုတော့သူတို့ထည့်တင်လို့ထည့်ထားတာပေါ့လေဒါကျွန်တော်ကလက်ခံပါတယ်ကောင်းကောင်းမွန်မွန်ထားတယ်ကျွန်တော်တို့အကုန်လုပ်ပြီးတယ်မနေ့ကလည်းကျွန်တော်တို့ကိုယ်တိုင်သွားကြည့်ခဲ့တာပါဒီမှာရှိတဲ့အရာရှိကြီးတွေနဲ့ဒါကျွန်တော်တို့နဲ့သွားကြည့်တာပေါ့နော်သွားကြည့်တဲ့အခါမှာကြည်ကွဲပွဲရပါပဲဒါဟိုပြောရရင်ကျွန်တော်အစားဆုံးကြည့်ခဲ့တာပေါ့နော်အစားဆုံးကြည့်ခဲ့တဲ့အခါမှာမြင်းရဲဆံမရှိဘူးမြင်းရဲဆံမရှိဘူးအဲ့လိုဖြစ်နေတော့ကျွန်တော်ကိုယ်တိုင်ကိုချကျွန်တော်ကြည့်ထားတော့ဒါကကျွန်တော်ကဟိုပြောပြခြင်းဖြစ်ပါတယ်ဒါမြင်ရတဲ့အနေအထားကတော့ကြည်ကွဲစရာဝမ်းနည်းစရာပေါ့နော်ပြီးရင်ဒီလောက်ဘာလို့ရက်ဆက်တင်တာလဲရက်ဆက်တာတော့ပေါ့နော်ဟိုဖြစ်စဉ်ကြီးကရဲဆက်လုပ်တယ်လို့ဖြစ်သွားတာပေါ့ကျွန်တော်တို့အဲ့လိုမြင်တာပေါ့စိတ်လည်းမကောင်းပါဘူးဒါလေးတွေလည်းစီစစ်ဖို့တော့လိုတာပေါ့နော်စစ်တိုက်တယ်ဆိုရင်လည်းစီစစ်ပြီးတော့မှဒီအန်ရကင်းနေတဲ့များကင်းအောင်နေနေတဲ့များနေအောင်တော့တိုက်ဖို့လိုတာပေါ့အဲ့ဒါလေးတော့ကျွန်တော်ပြောချင်ပါစစ်သားဆိုတာတော့နော်ဟိုဘုံလင်းလင်းပြောရရင်တော့စစ်သားဆိုတာတက်တော်ကလည်းကျွန်တော်တို့တနက်နဲ့တယောက်နဲ့တယောက်ပြစ်ချခတ်ချရင်းနဲ့တည်သွားတာတော့ဒါမဆန်းပါဘူးလေနော်အခုကျွန်တော်တို့ဖမ်းဆီးခံရတယ်ဖမ်းဆီးခံတော့လည်းကျွန်တော်တို့ဒါထားတာကောင်းမှမထားတာပဲဒါဒီစစ်သားပိတာလို့ပြောချင်တာပေါ့နော်စစ်သားပိတာရကျွန်တော်အဲ့တခုပဲပြောချင်တာပေါ့စစ်သားပိတတ်တာလို့ပေါ့